ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါအားလုံးပဲစောင့်မျှော်နေကြတဲ့ဒါဂျာစီလက်ဆောင်ပေးရသွားမယ်ဒါအစီအစဉ်လေးရှိပါတယ်ပွဲစဉ်လေးကတော့ကျွန်တော်တို့ဒါ Brentford နဲ့ဒါ Manchester United တို့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒါဂျာစီလက်ဆောင်ဒါပေးရသွားမယ်အစီအစဉ်လေးရှိပါတယ်အဲ့တော့ကျွန်တော်ဒါဒီအစီအစဉ်မှာဒါပါဝင်ခြင်းနဲ့ဒါဘောလုံးဝါသနာရှင်ပရိသတ်များအနေနဲ့ဆိုရင်ဒါလှုပ်ဆောင်ရမယ်ဒါအချက်လေးတော့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒါပထမဆုံးတစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်တို့ဒါ Facebook နဲ့ YouTube Channel ကိုဒါ Like and Subscribe ဒါလုပ်ထားပေးရပါမယ်ဒုတိယတစ်ချက်အနေနဲ့ဆိုရင်တော့ကျွန်တော်အခုတင်ထားတဲ့ဒါ Facebook မှာတင်ထားတဲ့ post လေးကိုဒါ public နဲ့ဒါ share ထားပေးရမယ်တတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့ဒါ Telegram Channel မှာဆိုရင်လည်းအခုလိုမျိုးပဲဒါဂျာစီလက်ဆောင်ပေးမယ်ဒါ post လေးတစ်ခုတင်ထားတဲ့ post ရဲ့အောက်မှာကျွန်တော်တို့ဒါပထမဆုံးဘိုးစာသွင်းမဲ့အတင်းရဲ့ဒါပွဲပြီးရလက်လေးကိုခံမှန်းပေးရမှာဖြစ်ပါတယ်ကဲတော့ကျွန်တော်တို့ဒါလှုပ်ဆောင်ရမယ်အချက်လေးတွေလည်းလွယ်လွယ်ကူလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါအားလုံးပဲပေါင်ပေးဖို့လည်းဒါဖိတ်ခေါ်လိုက်ရပါတယ်ကျွန်တော်တို့ဒီ Brentford နဲ့ Manchester United ရဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဒါပွဲကြိုသုံးသက်ချက်လေးတစ်ချက်လောက်ဒါလုပ်လိုက်ရအောင်Brentford နဲ့ကျွန်တော်တို့ဒါ Manchester United ရဲ့ပွဲစဉ်လေးကတော့ဒါစနေနေ့အစောပိုင်းဒါ6နာရီမှာရှင်မြန်ကစားမဲ့ဒါပွဲစဉ်လေးတစ်ပွဲပဲဖြစ်ပါတယ်။ကဲတော့ကျွန်တော်တို့ဒါ Brentford ကလည်းလက်ရှိဒီယာဒီမှာဆိုရင်ဒါနီးပြအပြောင်းလဲလုပ်ထားတယ်။ Brentford ကကျွန်တော်အခုလောလောဆယ်မှာဆိုရင် Brentford ကဒါ Manchester United ရောနှစ်သင်းစလုံးရဲ့ကျွန်တော်တို့ဒါအခုလက်ရှိဒါဇေယျရက်တည်မှုအနေထားလေးကိုကြည့်ကြမယ်ဆိုရင်တော့ Brentford ကအခုလောလောဆယ်မှာဆိုရင်ကျွန်တော်တို့ဒါ Premier League မှာဒါ9ပွဲကစားထားတယ်။9ပွဲမှာကျွန်တော်တို့ဒီရမှတ်အနေနဲ့ဆိုရင်ဒါ4မှတ်ပဲရသေးတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒါပေးကိုအနေနဲ့ဆိုရင်ပေးကို10ကိုရှိတယ်နောက်ပြီးတော့တိုက်စစ်ကဂိုးသွင်းနှုန်းကတော့ဒါ9ပွဲမှာဒါ6ဂိုးရထားတယ်ပေါ့နော်ဒါ Manchester United အသင်းကတော့အခုလက်ရှိဒါ9ပွဲကစားထားတဲ့အနေအထားမှာဒါ9မှတ်ရထားတယ်9မှတ်ရထားပြီးတော့ကျွန်တော်တို့ဒါတိုက်စစ်ပိုင်းကတော့ရာဂိုးကဒါ6ဂိုးရှိတယ်ဒါပေးကိုကတော့10ဂိုးဆိုတဲ့အနေအထားတော့ပေးထားရတယ်နှစ်တင်းစလုံးရဲ့အနေအထားမှာဆိုရင်လည်းကောင်းကောင်းကြီးဟိုခန်းစစ်ပိုင်းကအရင်ကြီးကောင်းမွန်နေတဲ့အထဲမှာတော့မပါဘူးလို့ကျွန်တော်ကတော့အရင်ဆုံးဒါပြောချင်တယ်ဒါ Brentford အသင်းရဲ့အခုလက်ရှိဒါနောက်ဆုံးကစားခဲ့တဲ့နောက်ဆုံး9ပွဲဇက်တိုက်မှာကြည့်မယ်ဆိုရင်9ပွဲမှာကကျွန်တော်တို့ဒါတပွဲပဲနိုင်ထားတာကိုတွေ့ရတယ်နောက်ဆုံးကစားခဲ့တဲ့ဒါဖူဟန်နဲ့ပွဲစဉ်မှာဆိုရင်တော့ဖူဟန်ကိုဒါ3-1ဆိုတဲ့ရလဒ်နဲ့ဒါရှုံးနေခဲ့တယ်အဲ့ဒီပွဲစဉ်ပြီးတော့ကျွန်တော်တို့ဒါ Aston Villa နဲ့ Brentford ရဲ့အိမ်ခွင်းမှာပဲဒါ EFL Cup ပွဲစဉ်ကစားတယ်အဲ့ပွဲစဉ်မှာဆိုရင်တော့1-1ဆိုတဲ့ရလဒ်နဲ့တည်ကြခဲ့တယ်အဲ့ပွဲစဉ်ပြီးတော့ကျွန်တော်တို့ဒါ Chelsea နဲ့ကစားတယ် Brentford အနေနဲ့အိမ်ခွင်းမှာ2-2ဆိုတဲ့ရလဒ်နဲ့ဒါပြီးဆုံးခဲ့တယ်ဘုံမောက်အိမ်ခွင်းမှာကျွန်တော်တို့ဒါ Brentford အနေနဲ့ဒါ Z2 ဆိုတဲ့ဒါရလဒ်နဲ့ဒါအနိုင်ယူထားတာကိုတော့တွေ့ရတယ်သူနေတာတရီတပွဲကြထားတယ်ဒါရှုံးပွဲ2ပွဲရှိထားတယ် United အနေနဲ့ကြည့်မယ်ဆိုရင် United ကနောက်ဆုံးကစားခဲ့တဲ့ Chelsea နဲ့ပွဲစဉ်မှာဆိုရင်တော့အိမ်ခွင်းပွဲစဉ်မှာဒါ2-1ဆိုတဲ့ရလဒ်နဲ့ Chelsea ကိုဒါအနိုင်ကစားထားခဲ့တယ်ဒါ Man City ရဲ့အိမ်ခွင်းမှာဆိုရင်တော့ကျွန်တော်တို့ Manchester Derby မှာဒါ Man City ကို3-0ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့တယ်နှစ်သင်းစလုံးရဲ့လက်ရှိအနေအထားကတော့ United ကတော့ဘယ်လိုပြောတိတ်ပြီးတော့ခြေစွမ်းပိုင်းမှာတာရလို့ဒါပြောလို့မရဘူးဗျာဒါလူစင်းပိုင်းမှာကြည့်မယ်ဆိုရင်တော့လူစင်းပိုင်းက United ကတော့အများကြီးတာနေရတော့တွေ့ရတယ် Brentford ကကျွန်တော်တို့ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင်ဒါ Thomas Frank လက်ထက်မှာဆိုရင်လေဒါ United အတွက်တကယ်ကိုဒုက္ခအပေးဆုံးအသင်းတစ်သင်းဆိုရင်လည်းမမှားဘူးဗျပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့ Brentford နဲ့ Manchester United တို့ရဲ့ head to head အနေအထားကိုကြည့်မယ်ဆိုရင်တော့ဒါပြီးခဲ့တဲ့ရာသီတုန်းက Brentford ရဲ့အိမ်ခွင်းမှာ United သွားပြီးတော့ကစားတဲ့ပွဲစဉ်မှာဆိုရင်တော့ဒါ 4-3 ဆိုတဲ့ရလဒ်နဲ့ဒါပြီးဆုံးခဲ့တယ် United အိမ်ခွင်းမှာဒါ Brentford လာပြီးတော့ကစားတဲ့ပွဲစဉ်မှာဆိုရင်တော့ဒါ 2-1 ဆိုတဲ့ရလဒ်နဲ့ဒါပြီးဆုံးထားတာကိုတော့ကျွန်တော်တို့တွေ့ရတယ်။ခဲတော့ကျွန်တော်ဒီပွဲစဉ်က Brentford ရဲ့အိမ်ခွင်းမှာ United အနေနဲ့သွားပြီးတော့ကစားရမှာ Brentford ဆိုတာကလည်းကျွန်တော်တို့ဒါအိမ်ခွင်းမှာကဂိုးသွင်းနိုင်စမ်းရှိတဲ့အသင်းနောက်ပြီးတော့လက်ရှိဒီရာသီမှာဆိုရင်ဒါသူတို့တောက်လျှောက်ပွဲထွက်နေတဲ့ကျွန်တော်တို့ဒါလူငယ်တိုက်စစ်ကစားသမားလေးကလည်းတော်တော်ဟိုတနေ့ Chelsea ပွဲစဉ်မှာဆိုရင်လည်းတော်တော်ကောင်းတဲ့ဒါ performance တွေကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့ဒီပွဲစဉ်မှာ United အနေနဲ့ဒါ Brentford ကိုလွယ်လွယ်ကူနဲ့နိုင်ဖို့ဆိုတာကတော့တကယ်ကိုမဖြစ်နိုင်ဘူးနောက်ပြီးတော့ Ruben Amorim အတွက်ကလည်းဒီပွဲစဉ်တော်တော်လေးအရေးပါတဲ့ပွဲစဉ်ပဲဘာဖြစ်လို့လဲဆိုတော့ရှေ့မှာဆိုရင်လည်းဗျာသူ့အတွက်ဒါနောက်ဆုံး3ပွဲဒါကြည့်ပြီးတော့သူ့ရဲ့အနာဂတ်ကို United တာဝန်ရှိသူတွေအနေနဲ့ဆုံးဖြတ်မယ်ဆိုပြီးတော့လည်းပြောထားတယ်ဆိုတော့ဒီပွဲစဉ်အပါဝင်နောက်လာမယ့်ပွဲစဉ်တွေကလည်း United အတွက်ကတကယ်ကိုခက်ခဲတဲ့ပွဲစဉ်တွေလည်းရှိသေးတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကတေချာပေါက်ဒါ United အတွက်နိုင်မှဖြစ်မဲ့ပွဲလို့ဒါပြောလို့ရတယ်အဲ့တော့Brentford ရဲ့အိမ်ခွင်းမှာနောက်ပြီးတော့ Brentford ကအိမ်ခွင်းလဲဒါအားကောင်းတယ်လို့ပြောလို့ရတယ်နောက်ပြီးတော့ဂိုးသွင်းနိုင်စွမ်းရှိတဲ့အသင်းတစ်သင်းဆိုတော့ဒီပွဲစဉ်ကဒါနှစ်ဖက်သွင်းကိုကတော့တေချာပေါက်ဒါမြင်တွေ့ရမယ့်ပွဲစဉ်လေးတော့ကျွန်တော်ကတော့ပြောချင်ပါတယ်United အနေနဲ့ဆိုရင်လည်း United ခံစစ်ကလည်းအလောက်ကြီးဒါစိတ်ချရတဲ့မှာမပါသလိုဒါ Brentford ရဲ့ခံစစ်ပိုင်းကလည်းဒါရော်ရဲနိုင်တာကိုတော့တွေ့ရတယ်အဲ့တော့ကြောင့်မို့ဒီပွဲစဉ်တေချာပေါက်ဒါနှစ်ဖက်သွင်းကိုတော့မြင်ရမယ့်ပွဲစဉ်ပဲအဲ့တော့ United တင်ဘက်ကတော့လက်ရှိဒီပွဲစဉ်မှာဆိုရင်တော့ Casemiro ကကျွန်တော်တို့ဒါရှေ့ရကစားခဲ့တဲ့ Chelsea နဲ့ပွဲစဉ်မှာအနီးကပ်ထိခဲ့တဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်မှာတော့ဒါပါဝင်လာမှာမဟုတ်ဘူးအဲ့တော့ဒါ injury လူစင်းမှာကြည့်မယ်ဆိုရင်လည်းဒါတော့ရှိမယ်ကျွန်တော်တို့ဒါ Lisandro Martinez ရှိတယ်ကျွန်တော်တို့ဒါ Malaysia ကတော့အခုလက်ရှိအခြေအနေမှာဒါအသင်းနဲ့ပြန်ပြီးတော့ပူးပေါင်းနေပြီလို့တော့သိရတယ်ဒါပေမဲ့ဒီပွဲစဉ်မှာတော့ပြန်ပြီးတော့ပါဝင်ဖို့ဆိုတာတော့မသိကြဘူးအဲ့တော့ဒါရှေ့ရဘိုင်းကမှဒါ injury ကနေပြန်နေပြီးတော့တက်လာခဲ့တဲ့ Matthias Cunha တို့ဒါ Mason Mount တို့နှစ်ယောက်လုံးဒီပွဲစဉ်မှာ first line နဲ့အနေနဲ့ပါဝင်လာနိုင်လားဆိုတော့ကြတော့
ဒီပွဲတင်မှာဒါပါဝင်ဖို့ဆိုတာကတယောက်လောက်ပဲကျွန်တော်တို့ first line နဲ့အနေနဲ့ဖြစ်ဖို့ရှိရလို့ကျွန်တော်တို့မြင်နေဗျတိုက်စစ်နေရာမှာဆိုရင်တော့ကျွန်တော်တို့တိုက်စစ်မှု Benjamin Sesko နဲ့ပဲဒါပွဲထက်လာဖို့ရှိတယ်နဲတို့နံပါတ်10နေရာမှာဆိုရင်တော့ကျွန်တော်တို့ဒါရှေ့ကပွဲစဉ်တွေတုန်းကဒါသုံးသွားသလိုပဲဒါ Brian Amumu နဲ့ဒါ Ahmed Diallo ပဲတွဲပြီးတော့ထွက်လာမလားဒါမှမဟုတ်ဒါ Missing Mark ကိုပဲဒါပွဲထွက်ခွင့်ပေးမလားဆိုတော့ကျွန်တော်တို့ဒါတစ်ချက်စောင့်ကြည့်ရမယ်ကွင်းလယ်ပိုင်းမှာတော့ကျွန်တော်တို့အနေနဲ့ဒါရွေးချယ်ချက်မဲမဲစားမရှိဘူးကိုယ်မိုင်းတို့ရှိမယ်Bruno Fernandes ရှိမယ် Ugarte ရှိမယ်3ယောက်ရှိရဆိုကျွန်တော်ဒါ Bruno Fernandes နဲ့ဒါ Ugarte ကိုပဲ first line နဲ့ပေးပြီးတော့ပွဲထွက်လာမယ်လို့ကျွန်တော်တို့ယူဆတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Ruben Amorim အနေနဲ့ကိုယ်မိုင်းတို့ကိုဒါ first line နဲ့တော့မပေးလောက်ဘူးလို့ကျွန်တော်တို့ထင်ပါတယ်။အဲ့တော့ဒီ win back တွေမှာကြည့်မယ်ဆိုရင်လည်း win back တွေမှာကကျွန်တော်တို့ဒါ Mazawa တွေရှိမယ်ဒီဘက်ကတော့ကျွန်တော်တို့ Patrick Doku နောက်တိုင်းပိုင်းမှာကြည့်မယ်ဆိုရင်နောက်တိုင်းပိုင်းမှာကဒါ Harry Maguire ရှိမယ် Delay ရှိမယ်ဒါ Lucio ရှိရယ် Leny Yoro ရှိရယ်ဆိုတော့ဒီပွဲစဉ်ကတေချာပေါက်တကယ်ကိုအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့နောက်တိုင်းပိုင်းမှာကတော့ Lucio ရယ်ကျွန်တော်တို့ဒါ Mati ရဲ့ Delay ရယ် Leny Yoro ရယ်ဆိုပြီးတော့ဒါ 3 back အနေထားမဲ့ဒါပွဲထက်လာဖို့ရှိပါတယ်ဒါနောက်ကိုသမားနေရာမှာဆိုရင်တော့ကိုသမားကတော့ကျွန်တော်တို့ဒါ Bayanda ကိုပဲဒါ3လောက်တယ်လို့ထင်တယ်စာလီလက်မီကိုကျွန်တော်တို့ဒါဒီပွဲစဉ်မှာလည်းဒါပွဲလက်ခွင့်ပေးမှာမဟုတ်တော့သေးပါဘူးဘာလို့လဲဆိုတော့ Ruben Amorim ကတကယ်ကိုဟိုငကြောက်နီးပြလို့ပြောလို့ရတယ်ကစားသမားတော်တော်များများကိုသူ့အနေနဲ့ pressure ယူပြီးတော့ဒါ3-3ထားမရှိဘူးဆိုတော့ဒီပွဲစဉ်မှာလည်းဒါ Bayanda ကိုပဲဒါပွဲထက်လာဖို့ရှိရလို့ကျွန်တော်တို့မြင်ပါတယ် Brentford အသင်းဘက်ကတော့ကျွန်တော်တို့ဒီပွဲစဉ်မှာတော့သူတို့ရဲ့ဒါရှီစုမဆုဒါလူစင်းနဲ့ပဲဒါအိမ်ဝင်ပွဲစဉ်မှာဒါအကောင်းဆုံးဒါ United ကိုရှင်ပြီးတော့ကစားသွားမယ်လို့တော့ထင်ပါတယ်ကဲတော့ကျွန်တော်တို့ဒီပွဲစဉ်မှာ United အနေနဲ့ Brentford ကိုနိုင်ဖို့ဆိုတာကတကယ်ကိုဒါမလွယ်ကူတဲ့ပွဲစဉ်တစ်ခုလို့ပဲကျွန်တော်တို့ပြောချင်တယ် United အနေနဲ့ Brentford ကိုနိုင်ခဲ့ရဆိုရင်တော့မှပဲဒါတလုံးအပြက်လောက်နေပဲဒါနိုင်မဲ့ပွဲစဉ်တစ်ခုလို့ကျွန်တော်မြင်ပါတယ်နှစ်တင်းတလုံးကတော့တေချာပေါက်ဒါမြန်မြန်ဆိုင်ဆိုင်နဲ့ဂိုးတွေသွင်းကြမဲ့ပွဲစဉ်တစ်ခုလို့ထင်တယ်နောက်ပြီးတော့ United အနေနဲ့ Brentford ကိုနိုင်သွားရဲဆိုတော့ကျွန်တော်တို့ဒီ 3-2 လို့သိမလား1-2 လို့အဲ့လိုပုံစံမျိုးလောက်နေပဲဒါ United နဲ့အနိုင်ယူသွားမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ် United ပရိသတ်တွေအနေနဲ့ဆိုရင်တော့ကျွန်တော်တို့စနေနေ့ညရဲ့အစောပိုင်းပွဲစဉ်တစ်ပွဲဖြစ်တယ်ကျွန်တော်တို့ Brentford နဲ့ Manchester United တို့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့ဘယ်အသင်းကဒါအနိုင်ရလက်ကိုဥဆောင်သွားမယ်လို့ထင်ကြလဲကွန်မန့်မှာတစ်ချက်လောက်ဆွေးနွေးပေးကြပါဦးကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel ကိုလည်း like and subscribe မလုပ်ထားရသေးဘူးဆိုရင်လုပ်ထားပေးဖို့ဒါတောင်းဆိုချင်ပါတယ်အခုလိုမျိုးကျွန်တော်တို့ဂျာစီလက်ဆောင် giveaway ပေးမဲ့အစီအစဉ်တွေနဲ့အများကြီးရဲ့အတွက်ကြောင့်မလို့ဒါ United ပရိသတ်တွေအကုန်လုံးကိုဒါဖိတ်ခေါ်လာရပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဒါနောက်အစီအစဉ်တွေကြမှာဒါပြန်လဲစုံတွေ့ကြရမယ်